ကဲတငယ်ချင်းအားလုံးတို့မိတ်ဆွေအပေါင်းတို့ကျတော်ရတော့9 လပိုင်း2 ရက်နေ့ညနေကနန်းတော့သူ့ကိုပေးလိုက်ရတယ်မပူပါနဲ့ကျန်တဲ့အကျင့်ကိုလုံးဝအောင်မြင်စေရမယ်တကယ်ကျွန်တော်မိတ်ဆွေတို့အတွက်9 လပိုင်း3 ရက်နေ့နာနဲ့အတွက်ကျတော်ရဲ့ ready made ကနန်းတွေကိုတင်ပေးလိုက်ပါပြီနော်ready made ဇရာကြိုက်မှစားပါကျတော်ရဲ့ယခုတစ်ပတ်မှာ6 ကြိမ်မှာ3 ကြိမ်ပဲအောင်မြင်ထားပါသေးတယ်3 ကြိမ်အောင်3 ကြိမ်လွဲသူတင်ကိုတင်ဖြစ်နေပါတယ်ရှေ့လာမယ့်အချိန်တွေမှာကျတော်ရဲ့အောင်ပွဲတွေရအောင်ယူပေးမှာပါဧကအမှန်ပြောတာပါနတ်ဖန်စပြီးတော့ကျန်တဲ့အကျင့်ကြီးတွေမှာ100မှာ99အောင်ပွဲရအောင်ကြိုးစားပြီးမှာပါလွဲမှာကတော့100ရာနှုန်းပဲရှိပါတယ်99ရာနှုန်းကအောင်ပွဲရမှာပါကျတော်ရဲ့ပြီးခဲ့တဲ့လွဲရတဲ့အကျင့်ကြီးတွေဟာကျတော်ရဲ့သိပါတယ်အဲ့ဒီယူပေါက်တွေကိုကျတော်ရဲ့အစင်တဲ့ပိတ်ဆို့ဖို့ရကြိုးစားထားပါတယ်
ကျယ်ပွင့်ထပ်ပြီးတော့ပြောချင်တာကကျယ်ပွင့်69ရာခိုင်နှုန်းအောင်မြင်မှုရပါပါလွဲနိုင်တဲ့ရာခိုင်နှုန်းက1ရာခိုင်နှုန်းပဲရှိပါတယ်စောင့်ကြည့်လိုက်ပါ